17 ရက်2လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်လက်လာပါတွေပွင့်နေမယ်ငွေနဲ့အခြားသောဘဝကိုတိုးတက်ရာတိုးတက်ကြောင်းအခွင့်အလမ်းတွေဝင်လာဖို့ရှိတယ်စမ်းပွင့်နေမယ်ကိုယ့်ကိုမြင်တဲ့သူတိုင်းကချစ်ခင်နေသလိုပဲကိုယ့်ရဲ့ထူးခြားတဲ့တွင်ပြင်လက္ခဏာပေါ်မှာမနာလိုတဲ့သူတွေလည်းရှိနေနိုင်တယ်အဲ့ဒီတင်းဝင်းနေမယ်အတိုက်အခိုက်တွေဖယ်ရှားနိုင်မယ်မကောင်းတာတွေအစားကောင်းတာတွေအစားထိုးဝင်ရောက်လာလိမ့်မယ်ဒီနေ့အတွက်ဆောင်းရှောင်းမဲ့အရာကတော့အနှင်မလိုနဲ့စန္ဒမစောနဲ့ဖြစ်လာမဲ့အရာကလည်းသူ့အလိုလိုဖြစ်လာလိမ့်မယ်ဒါကြောင့်မလို့တန်တရမများပဲနဲ့ကိုယုံကြည်မှုရှိပါ Lucky Number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်ဒီနေ့တာလုံးစင်ပြေချုံပွေးကြပါစေဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်